Hello အားလုံးပဲမင်္ဂလာပါဖိုးဖိုး S2 ကနေပြန်နေကြိုဆိုလိုက်ရပါတယ်ယနေ့ညမှာတော့ကျွန်တော် Super Sunday ညရဲ့ပွဲစဉ်တွေအများကြီးရမှာပြည်သက်ကြီးတို့အကျိုးပြုမဲ့ပွဲစဉ်ကောင်းတစ်ပွဲကိုကျွန်တော်အနေနဲ့ထုံးစံတိုင်းသုံးသပ်တင်ပြသွားမှာဖြစ်ပါတယ်အားကြောင့်ပြည်သက်ကြီးကလည်းကျွန်တော်တို့ရဲ့ channel ကို like and subscribe လုပ်သွားပေးကြဖို့ဖိတ်ခေါ်အပ်ပါတယ် Okay let's go စလိုက်ကြအောင်မနေ့ညကတော့ပြည်သက်ကြီးအားလုံးလည်းအိုစာဆူနာနဲ့အားလုံးပျော်ရွှင်ကြလိမ့်မယ်လို့မျှော်လင့်ပါတယ်အခုလိုမျိုးရက်ဆက်နိုင်တွေကိုပေးဆွနိုင်တဲ့အတွက်ကျွန်တော်အနေနဲ့လည်းပြည်သက်ကြီးတို့အများကြီးဝမ်းသာသလိုကျွန်တော်လည်းအများကြီးဂုဏ်ယူမိပါတယ်ဗျအားကြောင့်မလို့ကျွန်တော်တို့အဖွဲ့အနေနဲ့ဒီနေ့ညမှာကံမဲ့ပွဲစဉ်မှာလည်းအနိုင်ရလာတွေဆက်လက်ဆောင်ကျင်းနိုင်အောင်အများကြီးကြိုးစားတော့မှာမဟုတ်လို့ပြည်သက်ကြီးကလည်းကျွန်တော်တို့ရဲ့ channel လေးကိုဆက်လက်ကြည့်ရှုပေးကြပါအောင်နော်ကဲစလိုက်ကြအောင် let's go ဒီနေ့ညမှာတော့ Premier League Bundesliga La Liga Serie A အကုန်လုံးပွဲစဉ်တွေအကုန်လုံးကန်ကြမှာဖြစ်တယ်ဗျအဲ့ဒီမှာပွဲစဉ်တွေအများကြီးတွေမှာကျွန်တော်အနေနဲ့ဒီညအတွက်သုံးသက်ပြီးမဲ့ပွဲစဉ်လေးတစ်ပွဲကတော့ကျွန်တော်တို့ Premier League က Liverpool အသင်းနဲ့ကျွန်တော်တို့ရဲ့ Nottingham Forest အသင်းနဲ့ပွဲစဉ်ကိုကျွန်တော်အနေနဲ့သုံးသက်သွားမှာဖြစ်ပါတယ်Okay ကြည့်အောင်ကျွန်တော်တို့ Liverpool အသင်းနဲ့ Nottingham Forest တို့အသင်းနဲ့ပွဲစဉ်မှာဆိုလို့ရှိရင် Liverpool အသင်းက Nottingham Forest အသင်းကိုအဝေးကွင်းမှာတောက်ကန်ရမယ်ပေါ့နော်လက်ရှိအချိန်ဒီမှာဆိုလို့ရှိရင် Liverpool အသင်းကဂျာမန်42မှတ်နဲ့မပေးစရာအဆင့်6နေရာမှာရပ်တည်နေပြီးတော့ Nottingham Forest အသင်းကလည်းတန်းဆင့်ဆုံးရဲ့အထက်ဂျာမန်28မှတ်နဲ့အဆင့်18နေရာမှာရပ်တည်နေတာဖြစ်ပါတယ်လက်ရှိမှာဆိုလို့ရှိရင်တော့သူတို့ရဲ့နောက်ဆုံး5ပွဲအခြေအနေရလက်ကိုကြည့်ရမယ်ဆိုလို့ရှိရင် Nottingham Forest တင်ကသူတို့တန်းဆင်းစုံကနေရုံထွက်ပြီးတော့ကြာတန်းဆင်းစုံနဲ့ဝေးကွာဖို့ရအတွက်အကောင်ဆုံးရုံးကန်နေရအောင်တွေ့ရပြီးတော့ကြာနောက်ဆုံး5ပွဲမှာဆိုလို့ရှိရင်2ပွဲနိုင်2ပွဲတည်တပွဲရှုံးဆိုတဲ့ရလက်ကိုပိုင်ဆိုင်ထားတွေ့ရတယ်တစ်ဖက်ကပြန်ကြည့်မဲ့ Liverpool အသင်းအားဆိုလို့ရှိရင်လည်းနောက်ဆုံး5ပွဲမှာ4ပွဲနိုင်2ပွဲရှုံးဆိုတဲ့ရလက်ကိုပိုင်ဆိုင်ထားတာကိုတွေ့ရတယ်လက်ရှိအနေထားမှာတော့ Liverpool အသင်းအနေနဲ့ကဒီရာဒီမှာသူတို့အနေနဲ့ဆိုလို့ရှိရင်အနည်းငယ်ရုံးကန်နေရတဲ့အနေထားမျိုးတွေ့နေပြအာနီစလော့လက်ထက်မှာမနစ်ကပရီးမီးယားလိယူထားပြင်မဲ့ဒီနှစ်မှာတော့သူတို့အနေနဲ့အမြင့်ဆုံးခြေစမ်းကိုပြန်သားနိုင်တာမတွေ့ရဘူး။ကြာသီးအစတော့ကောင်းတယ်ဒါပေမဲ့နောက်ပိုင်းမှာတန်ပိုကျလာတယ်အခုတော့တန်ပိုလေးနည်းနည်းပြန်မှန်လာတဲ့သဘောမှရှိရပါလို့ဆိုတော့နောက်ဆုံးပွဲစဉ်မှာဆိုလို့ရှိရင် Brighton အသင်းနဲ့3ဂိုးမရှိဆိုရရလက်နဲ့လည်းပိုင်ဆိုင်ခဲ့တယ်ရှေ့ဆန်နာလန်အသင်းရဲ့ခိုင်မာလာပါတယ်ဆိုတော့ Stadium Line မှာဆိုလို့ရှိရင်သူတို့အနေနဲ့ C1 နဲ့နိုင်ခဲ့တာကိုတွေ့ရတယ်ပေါ့နော်။ Okay Nottingham Forest အသင်းအနေနဲ့ကတော့ပြီးခဲ့တဲ့အပတ်ကသူတို့ Europa Conference ပွဲစဉ်မှာဆိုလို့ရှိရင်သူ Fenerbahce အသင်းကို 0-3 နဲ့အနိုင်ရရှိထားအောင်တွေ့ရတယ် Premier League ပွဲစဉ်မှာဆိုလို့ရှိရင်တော့ အသင်းနဲ့ Wolverhampton အသင်းကို0-0နဲ့တည်ရလက်နဲ့ပိုင်ဆိုင်ထားတွေ့ရတယ်ပေါ့နော်လက်ရှိသူနှစ်သင်းအခြေခံမှုကြည့်မယ်ဆိုလို့ရှိရင်တော့ Liverpool အသင်းကလည်းအတက်ဖက်ကိုရောက်နေသလို Nottingham Forest အသင်းကလည်းသူတို့တန်းစစ်စုံနဲ့ဝေးကောက်ကိုရေးကိုအကောင်းဆုံးစူးစမ်းရုန်းကန်နေတာကိုတွေ့ရတယ်ပေါ့နော်အဲ့လိုအနေထားမျိုးမှာကျွန်တော်တို့ Asian Handicap ကိုတစ်ချက်ပြန်ကြည့်အောင်အာရှဘောက်ကြီးမှာဆိုလို့ရှိရင် Liverpool အသင်းက Nottingham Forest အသင်းကိုကျွန်တော်အခုအတန်သွင်းနေစဉ်အတွင်းမှာတီး90ရှုံးဆိုတဲ့အခြေအနေပွဲထွက်လာတာကိုတရားပြအဝေးကွင်းမှာလည်းဖြစ်တာရောပြီးတော့ကျွန်တော် Nottingham Forest ရဲ့အိမ်ကွင်းမှာလည်းဖြစ်တာပေါ့နော်ဒါပေမဲ့ကျွန်တော်တစ်ချက်စဉ်းစားကြည့်အောင်အဆင့်ဆက်ခွန်ကအသင်းကို Liverpool လို့အသင်းအနေနဲ့ကတကူသွင်းနေဆိုလို့ရှိရင်ကိုအပြည့်အဝပျော်ရွှင်ခွင့်ရပြီဆိုတာကမှန်ကန်တဲ့ကြီးတစ်ခုဟုတ်ရလားအဲ့ဒါကိုကျွန်တော်တစ်ချက်ကြည့်ရမယ်ပြီးတော့လို့ရှိရင်ကိုပေါင်းကြီးကိုတစ်ချက်ကြည့်အောင်ကိုပေါင်းကြီးမှာဆိုလို့ရှိရင်3လုံး45စားဆိုတဲ့ပွဲနဲ့ကြီးထွက်လာတာကိုတွေ့ရတယ်ပေါ့နော်အဲ့လိုအနေထားမျိုးမှာဆိုလို့ရှိရင်မနေ့ကကျွန်တော်သုံးသက်ပြသလိုပဲတေးကြပေါ့ Nottingham Forest ကဂိုးမရဘူးဆိုလို့ရှိရင်အကြေးဒီနှလုံးအရှုံးနှလုံး80ရှုံးဆိုတဲ့ကြေးမျိုးတွေနဲ့ပဲဖွင့်လက်လာမှာကိုတွေ့ရတယ်တေးကြပေါ့ Nottingham Forest ဘက်ကိုဘူကီကသူတို့တကူအနည်းဆုံးရှိရလို့သူတို့အနေနဲ့ခံမှန်းထားတယ်အဲ့လိုအနေထားမျိုးဖြစ်တဲ့အတွက်သူတို့က Origin နဲ့ကိုပေါင်းကြီးကိုညအောင်Liverpool အတီး90ရှုံးပေးထားတယ်တစ်ဖက်ကကိုပေါင်းကြီးမှာဆိုလို့ရှိရင်လည်း3လုံး45စားဆိုတဲ့ကြီးနဲ့ပွဲထွက်လာတာကိုတွေ့ရတယ်ပေါ့နော်အဲ့လိုအနေထားမျိုးမှာကျွန်တော်တို့အနေနဲ့ဘာကိုရွေးချယ်တင်နှုံးဆိုတာကိုတစ်ချက်ကြည့်ရမယ်ခြေသွားမှန်းရကြည့်မယ်ဆိုလို့ရှိရင်လည်းလက်ရှိမှာဆိုလို့ရှိရင် Liverpool အသင်းကတိုက်စစ်မှာဆိုလို့ရှိရင် EKTK ရှိမယ်ဗျာကွန်လေတိုက်စစ်ကတော့ Florian Wirtz ရှိမယ်ပြီးတော့လို့ရှိရင် Mohamed Salah နဲ့လည်းပွဲထွက်လာဖို့တော့ရှိမယ်ပေါ့နော်တစ်ဖက်ကလည်းကိုရီကပ်ဖို့ရှိမယ်သူတို့တိုက်စစ်စုဖွဲ့မှုကတော့ခိုင်မာတဲ့တိုက်စစ်စုဖွဲ့မှုအနေထားမှာရှိတယ်တစ်ဖက်ကပြန်ကြည့်မယ်ဆိုလို့ရှိရင်လည်းNottingham Forest က Hutchinson တို့ Hassan O'Doy တို့ Gibb White တို့ရဲ့တိုးအားယုံအားနဲ့အဆုံးသတ်မဲ့ Jesus လည်းရှိနေတယ်ပေါ့နော်အဲ့လိုအနေထားမျိုးမှာပြီးတော့ကျတော့ကွန်းကလည်း Nottingham Forest ရဲ့အိမ်ကွန်းမှာဖြစ်နေတယ်ပြီးတော့လို့ရှင် City Ground Nottingham Shire ပေါ့နော်အဲ့ကွန်းမှာဖြစ်နေတာရောပြီးတော့လို့ရှင်နောက်ဆုံး5ပွဲမှာဆိုလို့ရှင် Nottingham Forest က Leeds United အသင်းကိုပဲအဝေးကွန်းမှာရှုံးဝဲတစ်ပွဲရှိခဲ့တာရောဆိုတော့အခြေအနေမျိုးနဲ့ကြည့်မယ်ဆိုလို့ရှင်လက်ရှိဖွင့်နေကြည့်လက်ရှိ
လက်ရှိပေါက်နေတဲ့အနေအထားလက်ရှိခြေစွမ်းလက်ရှိစိတ်သက်ပိုင်းအနေအထားရကျွန်တော်ကတော့ဒီညအတွက်တော့တင် Forex အသင်းကိုရွေးချယ်ခြင်းပါတယ်ပြည်သက်ကြီးလည်းပေးချက်ညီကိုတို့လည်းကျွန်တော်တို့ရွေးချယ်ပွဲကိုအကြိုက်တူမတူကွန်မန့်မှာရေးသွားလို့ရပါတယ်ပြီးကြလို့ရှိရင်ညီကိုတို့ကြိုက်တဲ့ပွဲစဉ်တွေညီကိုသဘောကျမိတဲ့ပွဲစဉ်တွေကိုလည်းကျွန်တော်တို့ရဲ့ကွန်မန့်မှာအောက်မှာရေးသွားလို့ရပါတယ်အဲဒါကြောင့်မလို့ကျွန်တော်တို့ရဲ့ channel လေးကို like and subscribe ရ share လေးရလုပ်သွားပေးကြဖို့ကျွန်တော်အနေနဲ့အားလုံးကိုမေတ္တာရက်ခံအပ်ပါတယ်ပြည်သက်ကြီးအားလုံးလည်းမင်္ဂလာရှိသောညချမ်းလေးကိုပိုင်ဆိုင်ကြပါစေတက်ရှိတိုင်းဝင်ကြပါစေလို့ကျွန်တော်အနေနဲ့ဆုတောင်းမေတ္တာပို့သအပ်ပါတယ်ခင်ဗျအားလုံးပဲ good night ပါဗျ